ဖိုးအိုတယောက်ဟာယထာတန်လန်းပေါ်ခုန်ချပြီးသူ့ရဲ့ဘဝကိုအဆုံးစီရင်ဖို့ပြင်နေတော့မှာပဲခရီးသည်တယောက်ရုတ်တရက်တတိလစ်ပြီးသူ့ရှိကတန်လန်းပေါ်ပြုတ်ကျသွားပါတယ်ယထာကလည်းအရှိန်နဲ့မောင်းလာနေပါပြီပီတာလှည့်ကြည့်လိုက်တဲ့အခါတခြားလူတွေကတော့ဖုန်းနဲ့ဗီဒီယိုရိုက်နေကြသူတွေဘေးကနေပွဲကြည့်တယ်လို့ကြည့်နေကြသူတွေပဲရှိပါတယ်သူဟာအချိန်မဆွဲပဲတန်လန်းပေါ်ခုန်ချပြီးအဲ့ဒီလူကိုကယ်တင်လိုက်ပါတယ်ဒါပေမဲ့ပီတာကတော့အပေါ်ကိုပြန်တက်ဖို့စိတ်မကူပဲယထာလာမှာကိုငြိမ်ငြိမ်လေးစောင့်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာဘေးနားကကလေးငယ်တယောက်ကိုမြင်လိုက်ရပြီးကလေးကိုမကြောက်စေချင်တာကြောင့်နောက်ဆုံးမိနစ်ကြာမှပလက်ဖောင်းပေါ်ပြန်တက်လာခဲ့ပါတယ်လူတွေကသူ့ကိုဝိုင်းလောင်ကြပေမဲ့သူဂယုမစိုက်ပါဘူးသူကတော့အိမ်ရောက်ရင်ကျိုးဆွဲချသေးဖို့ဆုံးဖြတ်ထားပြီးသားပါအိမ်ရောက်လို့ပြင်ဆင်နေတော့မှသူ့ဇနီးလီဆာရဲ့ဓာတ်ပုံကိုမြင်ပြီးငါ့ကိုဒီလိုမြင်ရင်လီဆာကြောက်သွားမှာပဲလို့တွေးမိတာကြောင့်ဓာတ်ပုံကိုနေအောင်ကြားတဲ့သတင်းပေါက်နာမှာတွားထားပေးလိုက်ပါတယ်အခုတော့လီဆာနဲ့ပြန်ဆုံရတော့မယ်လို့ရေရွတ်နေတော့မှပဲကန်ကြမာကနှောက်ယှက်ပြန်ပါတယ်အိမ်နီးနားချင်းကကားကိုမစင်မချင်မောင်းပြီးပီတာရဲ့ခြံထဲဝင်လာရုံတင်မကလီဆာအကြိုက်ဆုံးစာတိုက်ပုံလေးကိုပါတိုက်မိသွားပါတယ်ပီတာဟာဒေါသတကြီးနဲ့အပြင်ထွက်ပြီးကားကိုကိုယ်တိုင်တိတိကျကျပြန်ရက်ပေးလိုက်ပါတယ်အိမ်ထဲပြန်ရောက်လို့ထပ်ကြိုးစားပြန်တော့လဲအိမ်နီးနားချင်းကလေးနှစ်ယောက်ကအစားအစာတွေလာပေးတာသူတို့မိဘတွေကတောင်းပန်ပြီးလှေကားလာငှားတာတွေကြောင့်အနှောက်အယှက်ဖြစ်ရပြန်ပါတယ်အဲ့ဒီနောက်ဘေးအိမ်ကအဖွားအိုကလည်းဟီတာဟေးတယ်လာပြင်ခိုင်းရင်လီဆာအကြောင်းတွေပြောနေတာကြောင့်ပီတာဟာစိတ်လှုပ်ရှားပြီးအားလုံးကိုအိမ်ကနေမောင်းထုတ်လိုက်ပါတယ်ဒါပေမဲ့လီဆာရဲ့ဓာတ်ပုံနဲ့အဝတ်စားတွေကိုမြင်လိုက်ရတဲ့အခါအမတ်တရတွေပြန်ရှင်တန်လာပြီးသူဟာအပြုံးလေးနဲ့ကျိုးကွင်းစီကိုထပ်သွားပါတယ်ကလတ်ထိုင်ကိုကန်ထုတ်ဖို့ပြင်နေတော့မှပဲအိမ်ရှိကလူခေါ်ပဲဘောအတန်ထက်မြည်လာပြန်ပါတယ်တကားဖွင့်လိုက်တော့စောစောကကောင်းလေးကအပြစ်ကင်းစင်တဲ့မျက်နှာလေးနဲ့ရက်နေတာကိုတွေ့လိုက်ရပါတယ်ဇလန်းကပီတာရဲ့ငယ်ဘဝကိုပြန်ခေါ်သွားပါတယ်သူ12သားမှာအမေဆုံးပါသွားခဲ့ပြီးအဖေနဲ့အတူနေထိုင်ခဲ့ရပါတယ်တခါကယထာအန်ရယ်ကနေကဲတင်ပေးရင်အဖေကသူ့ကိုပထမဆုံးအကြိမ်ဖတ်ခဲ့ဘူးတဲ့အနှွေးထဲကပီတာရင်ထဲမှာထာဝရရှိနေခဲ့ပါတယ်အဖေကသူ့ကိုစူးစမ်းဖို့ရိုးသားဖို့နဲ့ဘယ်တော့မှအရှုံးမပေးဖို့တင် जा ပေးခဲ့ပါတယ်တခါကယထာပေါ်မှာပတ်စံအိတ်တလုံးကောက်ရတော့လူတစ်ယောက်ကလူသွားပေမဲ့ပီတာကနောက်ကနေလိုက်လူပြီးပိုင်ရှင်မျိုးသမီးစီကိုရိုးရိုးသားသားပြန်ပေးခဲ့ပါတယ်ပီတာဟာဝမ်းနဲ့စရာတွေကြားထဲမှာတောင်ကောင်းကင်ဘုံကပေးတဲ့ကောင်းမြတ်မှုတွေကိုရှာဖွေတတ်အောင်တင်ယူခဲ့ပူပါတယ်ဒါကြောင့်လဲသူအဆုံးစီရင်ဖို့စူးစမ်းတိုင်းတစ်စုံတစ်ခုကအမြဲတမ်းတားဆီးပေးနေတာဖြစ်နိုင်ပါတယ်စစ်မှန်တဲ့အချက်နဲ့ကောင်းမြတ်တဲ့နှလုံးသားဟာအမှောင်ဆုံးအချိန်မှာတော့အလင်းရောင်ပေးနိုင်ပါတယ်